အိုမင်းကလူမိုက်မင်းလိုကောင်မျိုးကိုဒီနေ့ငါလက်နဲ့တင်တက်ဖြစ်မယ်ကျန်းကိုမခေါ်နဲ့မင်းကိုငါညီမလေးရဲ့ယောက်ျားလို့တော့မတတ်မှတ်ဘူးငါရှမ်းအိမ်မှာမင်းလိုမျိုးအသေးနှလုံးမရှိတဲ့လူမရှိဘူးချိုဟဲကလည်းမျက်စိကန်းနေတာအရင်တုန်းကဘလို့ဖြစ်ပြီးမင်းကိုမှယူးယူးမိုင်းမိုင်းနဲ့လက်ထပ်လိုက်ရတာလေမင်းကအလောက်ကိုင်မရှိတဲ့လူပြင်းဆိုတာထားပါတော့မနေ့ကပဲသူ့အတွက်တန်ဖိုးရှိဆုံးဆိုတဲ့ဆက်ချုပ်ဆက်ကိုခိုးရောက်လိုက်တယ်ပေါ့လေအဲ့ဒါကသူ့တက်ကဲမဲ့ပစ္စည်းလေးမင်းကပတ်စံတွေယူသွားပြီးလိညာခံလိုက်ရတာကိုမှရှက်ရကောင်းမှမသိပဲအိမ်ပြန်လာပြီးအရက်တော့အိမ်နေသေးတယ်ပေါ့1909ခုနှစ်ငါအနှစ်3ဆဲကျော်ကိုပြန်ရောက်လာခဲ့ပြီးဆက်ချုပ်ဆက်ကတကယ်ပဲငါလက်နဲ့ရောင်းလိုက်မိတာအဲ့ဒီလိညာသူတွေအဲ့ဒီလူလိန်တွေကိုတော့တကယ်ပဲဒေါသထွက်လိုက်တာမင်းကလူမိုက်ပဲချိုဟဲမင်းအတွက်ဘလောက်တောင်ဒုက္ခခံခဲ့ရလဲမင်းကသူ့ရဲ့အသက်သွေးကြောကိုတောင်ရောင်းပြည့်ရတယ်ပေါ့ချိုဟဲလေးချိုဟဲဘယ်ရောက်သွားတာလဲချိုဟဲဘယ်မှာလဲချိုဟဲဘယ်မှာလဲဆိုတာမင်းတိလားသူခုနကပဲဝိညာဉ်မဲ့နေတဲ့အတိုင်းရွာပြင်ကိုထွက်သွားတာကိုဟာလှလိုက်တာထွေးတီချမ်းမိသားစုရဲ့ဒုတိယသားကတော့တကယ်ပဲဖြစ်စီသူပဲချိုဟဲလိုကောင်မလေးကဒီလူလက်ထဲမှာပဲဖြစ်စီရတော့မှာပေါ့ချိုဟဲငါ့ကိုစောက်မဟုတ်ဘူးလားသူ့ဖေအိုချမ်းကိုသူဒေါသထွက်အောင်လုပ်လို့လေးဖြတ်သွားတာအခုဆေးရုံမှာတဲ့အသက်တောင်မနှဲရှူနေရတာဒါဘလောက်တောင်မှအခုတို့ကန်ကောင်းလိုက်တာလဲချိုဟဲငါ့ကိုစောက်မင်းတေချာပေါငါ့ကိုစောက်ပေးပါချိုဟဲထောင်ရမလုံးနဲ့မလုံးပါနဲ့ငါရောက်လာပြီငါမင်းကိုဖမ်းမိပြီးမသွားပါနဲ့ငါ့ကိုလွှတ်ပေးပါမင်းငါ့ကိုလွှတ်ပေးပါငါမလွတ်ဘူးတေးပါစီတော့လေငါမလွတ်ဘူးချိုဟဲရေငါမခဲ့ပြီးတကယ်မခဲ့တာပါမင်းငါ့ကိုရိုက်မလားဆဲမလားကြိုက်တာလောက်တောင်းပန်ပါတယ်အယူမှုမလုပ်ပါနဲ့ပိုက်ထဲကကလေးလေးကိုစဉ်းစားပေးပါဦးချိုဟဲကလေးမှာအပြစ်မရှိပါဘူးကလေးကမင်းနဲ့ဆိုရင်လည်းဒုက္ခရောက်ရမှာပဲငါလုပ်ရဲပါတယ်ချိုဟဲငါကြင်ပြောရဲပါတယ်ငါလုပ်ရဲတယ်မင်းငါကိုတစ်ခါတော့ခွင့်လွှတ်ပေးပါမင်းအတွက်ချုပ်ခံပြီးအပြစ်ဖြေဖို့အခွင့်အရေးပေးပါတောင်းပန်ပါတယ်ကိုအားလုံးငါအမှားပါမင်းငါကိုရိုက်မလားဆဲမလားလုပ်ပါဦးဘာမှမဖြစ်ဘူးကိုဘာမှမဖြစ်ဘူးငါရှိတယ်နောက်ဆိုရင်ငါအမြဲတမ်းရှိနေမယ်တခါမှမင်းစီကနေထပ်မခွဲတော့ဘူးချိုဟဲမင်းလိုအကောင်မျိုးကသူများဘဝကိုထပ်ဖြက်စီဦးမလို့လားနက်နက်ရှိုင်းမဖြစ်သေးဘူးလားဒီလိုလူမိုက်မျိုးကိုငါရိုက်တက်ဖြစ်မယ်ရှမ်းရွက်ချင်းမင်းထင်နေလားဒူးထောက်လိုက်ငါမင်းကိုရိုက်တက်ရဲတယ်လို့မထင်နဲ့အကိုကြီးဒီတုတ်ချက်ကချိုဟဲကိုကြွေးတင်နေတာနောက်ပြီးရောက်ခမကိုလည်းကြွေးတင်နေတာရွာသူရွာသားအားလုံးကိုတက်တည်ထားပြီးပြောမယ်ကျွန်တော်ချမ်းရွက်ချင်းကအရင်ကအမိုက်တယောက်ခွေးမတူဝတ်မတူပါဘူးဒါပေမဲ့ဒီနေ့ကစပြီးကျွန်တော်မားရီကိုပြင်တော့မယ်အကိုကြီးကျွန်တော်ကို3ရက်အချိန်ပေးပါ3ရက်နဲ့မင်းမလုံးနိုင်ပါလဲအိုချမ်းရဲ့စေယုံစည်းတွေကိုမင်းကဖန်တီးပေးနိုင်ပါလားဒါမှမဟုတ်ချိုဟဲရဲ့ဆက်ချုပ်ဆက်ကိုပြန်ရွေးပေးနိုင်ပါလား3ရက်အတွင်းကျွန်တော်အဖေရဲ့စေယုံစည်းကိုအကုန်ရှာပေးမယ်ချိုဟဲရဲ့ဆက်ချုပ်ဆက်ကိုလည်းမင်းဒါကိုမလုံးနိုင်ရင်ရောအကောင့်ဘက်ကတိပြန်ရွေးပေးမယ်နောက်ပြီးတော့နောက်တစ်ခါလောင်းကစားကိုလုံးဝမထိတော့ဘူးလူဆိုးလူမိုက်တွေနဲ့လည်းထပ်မပေါင်းတော့ဘူးလို့အာမခံတယ်ဒုတိယသားရဲ့အမကြီးပြောချင်တာမဟုတ်ပေမဲ့မင်းရဲ့ဒီပါစက်နဲ့သစိမ်းတွေကိုလိန်တာပဲရှိတာလေအခုတော့ကိုမိသားစုကိုပါလိန်ဦးမလို့လားအဖေကအခုစေးရုံမှာလဲလျောင်းနေရတာတရက်ကိုပတ်စံအများကြီးကုန်နေတာအိမ်မှာကစားစရာတော့မရှိတော့ဘူးမင်းကဘာနဲ့ပတ်စံကိုရှာမှာလဲမင်းကအချိန်ဆွဲပြီးနောက်ဆုံးတော့ဘယ်သူမှမသိအောင်ထွက်ပြေးဖို့ပဲစိတ်ကူးနေတာမလားမင်းမတကယ်ပဲစေတနာရှိရင်အိမ်ဟောင်းကအခန်းတွေကိုပေါင်နှံလိုက်ပါလားအဖေကလည်းလဲနေပြီးနောက်ပိုင်းအဖေကိုပြုစုရမယ့်တာဝန်တွေကငါနဲ့မင်းအကိုကြီးစီပဲကြလာမှလေမင်းလိုအမွေစားအမွေခံကိုတော့နောက်ဆုံးကြံတဲ့ပစ္စည်းလေးတွေအထိမဖြတ်စည်းစေချင်ဘူးကျွန်တော်အာမခံစာချုပ်ချုပ်ပေးမယ်အကိုကြီး3ရက်အချိန်ပေးပါကျွန်တော်မလုပ်နိုင်ခဲ့ရင်လင်မယားကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပေးမယ်ဘာပစ္စည်းမှမပါပဲထွက်သွားမယ်အိမ်ကိုတခုမှမယူဘူးအကုန်လုံးချိုးဟဲအတွက်ပဲကျွန်တော်ချမ်းရွက်ချင်းတောင်းစားရရင်တော့ဒီရွာထဲကိုနောက်တစ်ခါချိန်မချတော့ဘူးမင်းကိုနောက်ဆုံးတစ်ခါတော့ယုံကြည်လိုက်မယ်3ရက်ကြာလို့မင်းမလုပ်နိုင်ရင်ငါကိုယ်တိုင်ချိုဟဲကိုအိမ်ခေါ်သွားမယ်3ရက်နေရင်မင်းဘလို့အဆုံးသတ်မလဲဆိုတာကြည့်ထားမယ်ထွေးချိုဟဲအင်ကြီးဝစ်လိုက်တော့ငါမင်းကိုပွေပြီးအိမ်ပြန်မယ်ချမ်းရွက်ချင်းမင်းကငါ့ကိုဘယ်ချိန်ထိဒုက္ခပေးအောင်မလဲချိုဟဲအရင်ကချမ်းရွက်ချင်းကတည်သွားပြီးငါအသက်ကိုပဲပေးရမင်းနဲ့ကလေးကိုနောက်တစ်ခါဘယ်သူမှဒုက္ခမပေးစေရဘူးဒါကချမ်းရွက်ချင်းရဲ့ကျင်းစာပဲကောင်းကင်ကြီးကပဲကြည်နေပါစေမိုးတွေဆက်တိုက်ရွာပြီးမြည်ရည်တွေတက်လာပြီးဝေါ်လုံးမြစ်အောက်ပိုင်းကစွန့်ပစ်ထားတဲ့ရေဝဲဘက်မှာငါးဖမ်းသမားတွေတောင်မသွားရဲကြဘူးဒါပေမဲ့မြစ်အောက်ခြေကရေစီးကြောင်းကငါးတွေရဲ့တွေးနှံကိုကြောက်ဆောင်ကြတဲ့ရောက်အောင်ပို့ပေးတဲ့အစာကိုမှန်မှန်ကန်ကန်ချနိုင်ရင်တေချာပေါက်ငါးတွေအများကြီးဖမ်းမိမှာပါဒါပေမဲ့ငါးဖမ်းပိုက်လည်းမရှိဘူးငါးများကျိုးဝဲဖို့တောင်ပတ်စံမရှိဘူးလူတစ်ယောက်ကအသက်ရှင်နေလျက်နဲ့အခက်ခဲကရှင်နေလျက်နဲ့အခက်ခဲကိုကြော်လွှားနိုင်မှာပါဒီအယိုးအိုကြီးကလည်းနာကျင်မှုကိုမကြောက်တော့ဘူး
ဒီဝါချင်းလုံးတွေကိုငါးတွေပစွန်တွေဝင်လာရင်လုံးဝပြန်ထွက်လို့မရတော့ဘူးဒါကကိုယ်ရဲ့ကြီးပြီးအားကောင်းတဲ့ငါးကြီးတွေကိုဖမ်းဖို့အတွက်ပဲချင်းလုံးတစ်ခုလေးနဲ့မရဘူးဆွဲဆောင်မှုရှိတဲ့ငါးစာလဲလိုတယ်ဒီတစ်ခါငါးဖမ်းရင်ကျွန်တော်တို့မိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ပြီဝေါ်လုံးမြစ်အောက်ပိုင်းကရေဝဲကိုဒေသခံတွေကရမတ်မင်းရဲ့မျှော်စင်းလို့ခေါ်ကြတယ်အဲ့ဒီနေရာမှာမြစ်ကကျင်းပြီးရေစီးကအရန်တန်တဲ့ကြောက်ဆောင်တွေကလည်းထူထပ်နေတာအဲ့ဒီထဲကိုပြုတ်ကျရင်တောင်ရုန်းကန်ဖို့မပြောနဲ့အလောင်းတောင်ပြန်ရဖို့ခက်ခဲတယ်ဒီတစ်ခါအဆင်ပြေရင်မိသားစုလိုက်အသက်ရှင်နိုင်မဲ့အကုန်လုံးကိုအလောင်းစားလုပ်လိုက်ပြီရေအောက်ကရေစီးကြောင်းကဘဲကနေညာဘက်ကိုစီးတာပဲငါးစာရဲ့အနံ့ကကြောက်ဆောင်တွေစီကိုရောက်သွားလိမ့်မယ်မနှက်ဖြန်ဆိုရင်ငါးတွေအများကြီးဖမ်းမိမှတေးချတယ်ဒီတစ်ခါသာအောင်မြင်သွားရင်တမိသားစုလုံးအသက်ချမ်းသာရတော့မယ်စွန့်စားတော့မယ်လေရေအောက်ကရေစီးကြောင်းကဘဲကနေညာကိုဖြတ်စီးနေတာညာဘက်နားကအနံ့ကအဲ့ဒီကြောက်ခဲပုံတွေစီရောက်သွားလိမ့်မယ်မနှက်ဖြန်ကြရင်တော့အများကြီးဖမ်းမိမှတေးချတယ်ဖះရည်ဒီမြစ်ထဲကကံကြမ္မာတွေကိုကျွန်တော်ခြံရွက်ကတိမ့်ပိုက်လိုက်တော့မယ်အလေးကြီးပါလားအတန်ကြဲကြဲခေါ်လိုက်နောက်တစ်ခါထပ်ခေါ်ဝါဒီဆာဆန်နီကတော့အစ်စ်ပဲအကောင်းစားပဲဒါကတော့အကောင်းစားတောကောင်ဦးကြီးပဲအရန်လဲကျန်းတယ်အရန်လဲကောင်းတယ်ငါတော့ချမ်းသာပြီဝမ်ဖိုးကြီးအိမ်မှာလားဝမ်ဖိုးကြီးအိမ်ထဲမှာရှိလားအဖရဲ့နှစ်ပိတက်လဲလေးခဏလောက်သုံးခွင့်ပြုပါဦးလှဲချိမလို့လားမင်းကောင်လေးကဘာလို့လှဲချိတာလဲမြို့ပေါ်သွားပြီးနောက်တစ်ခါယူတော့မလို့လားငါလဲကငါရဲ့အဖော်ဟောင်းပဲမင်းကိုငါမပေးရင်မင်းသွားပြီးအပေါင်ထားမှလားလောင်းကစားလုပ်မှလားမြ мян ထွက်သွားစမ်းအဖရာကျွန်တော်လောင်းကစားလုပ်ဖို့မဟုတ်ပါဘူးအရေးကြီးတဲ့ကိစ္စရှိလို့ပါအဖေကျွန်တော်ဖေဆေးရုံမှာအသက်ကယ်ဖို့ပတ်စံဆောင်နေလို့ပါဟိတ်ကောင်လေးရလဲကအမိုးအောက်မှာပဲသွားယူလိုက်မြစ်ထဲကရေထွက်ပစ္စည်းလေးနည်းနည်းဖမ်းလာတာမြို့ပေါ်သွားရောက်မလို့ပါမွန်းတဲ့ရင်ပတ်စံကိုအပုံတိုင်းအပစီပြန်လာပို့ပေးမယ်လို့ကတိပေးပါတယ်ကောင်လေးမင်းသားဒီအိုကြီးကိုလေရဲရင်တော့မင်းကိုငါသားကအလုပ်ပေးမှာမဟုတ်ဘူးနော်ဒီပထမဆုံးရရှိမဲ့ပတ်စံတွေကိုတော့ငါယူမှာပဲဆရာအနားယူနေတာလားထွက်သွားစမ်းဘဲကရောက်လာတဲ့သူတောင်းစားလဲမြ мян ထွက်သွားဒီနားမှာအနှောက်အယှက်မပေးနဲ့ထမင်းတောင်းစားရင်တခြားနေရာသွားတောင်းဆရာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်နေကလာတာပါမြစ်ထဲကရတနာလေးနည်းနည်းဖမ်းလာလို့ဒီဟိုတယ်လောက်မှပဲတန်ဖိုးရှိမှာမို့လို့ဆရာကိုပြဖို့အထူးတိတက်ယူလာတာပါဘာရတနာလဲဒီအပိုင်းမျိုးကိုအကြီးအကဲတွေလာကြည့်ရှုမှလေဝမ်မန်နေဂျာကလည်းဟင်းကောင်းတွေမရှိလို့ကောင်းခဲနေတာမင်းသားအမိုက်တရိုက်တွေကိုယူလာပြီးငါ့ကိုလာလဲစားရင်တော့မင်းကိုငါအလုပ်ပေးမှာမဟုတ်ဘူးနော်ဆရာတေချာကြည့်ပေးပါဦးအမလေးဖះရည်ဒီလောက်ကြီးတဲ့တောကောင်ဦးကြီးကအသက်ရှင်နေတာလားညီလေးမင်းဒီနားမှာပဲစောင့်နေတော့တနေရာမှမသွားနဲ့ငါဝမ်မန်နေဂျာကိုသွားခေါ်လိုက်အောင်မယ်တောကောင်ဦးကြီးကဘယ်မှာလဲအမလေးအရန်ကောင်းတဲ့ပစ္စည်းပဲတကယ်ကိုအကောင်းစားပဲဒီအသားရည်ဒီရောင်ကတကယ်တောကောင်အစ်စ်ပဲသူ့ကြောင့်မနှက်ဖြန်အကြီးကဲတွေစားမဲ့ဟင်းပွဲကတော့အဆင်ပြေသွားပြီအင်းညီလေးရည်ဒီတောကောင်ကတော့ကောင်းပါတယ်ဘယ်လောက်နဲ့ရောက်မလဲဝမ်မန်နေဂျာလူကြီးလူကောင်းတွေလိုပဲတက်ပြောမယ်ဒီတောကောင်ကိုဖမ်းဖို့ကျွန်တော်အသက်တောင်ပါသွားမလို့ဖြစ်ခဲ့ရတာတပေါင်ကို25ရွမ်ပေးတပြားရော့ရင်လည်းမရောဘူးရှင်စေးကြီးတယ်လို့ထင်ရင်ကျွန်တော်လက်ကိုလှည့်ပြီးဟိုဘက်လန်းကစားတောက်ဆိုင်မှာသွားမိလိုက်မယ်နေဦးညီလေးရဒေါသတွေထွက်မနေပါနဲ့ရတယ်25ဆိုလဲ25ပေါ့ဒါပေမဲ့မင်းရဲ့ချင်းတွေကငရှင်တွေနဲ့ပစုံတွေကတုတ်ချောင်းထက်ပိုတုတ်တဲ့ငရှင်တွေပဲပစုံတွေကလည်းအရှင်တွေနောက်ပြီးငါးကြီးနှစ်ကောင်လဲပါသေးတယ်ရှင်အကုန်လုံးကိုဝယ်မယ်ဆိုရင်80ရွမ်နဲ့အပြီးယူလိုက်သဘောကောင်းလိုက်တာကဲချိန်လိုက်တော့မယ်10ပေါင်နဲ့2ကျက်သားသဘောကောင်းလိုက်တာ10ပေါင်ကို2ရရွမ်စုပေါင်း2ရ80ရွမ်ရှင်ရေးတွက်ကြည့်လိုက်ပါတပြားမှမလျော့ဘူးဝယ်မန်နေဂျာကသဘောကောင်းတဲ့သူပါပတ်စံကမှန်တယ်ဟွန်းနောက်ဆိုရင်လည်းဒီလိုပစ္စည်းကောင်းတွေဆိုကျွန်တော်ရှင်စီကိုပဲတိုက်ရိုက်ယူလာခဲ့မယ်အဲ့ဒါတော့လွယ်တာပေါ့ညီလေးသွားတော့ရှူတောင်းဟဲ့ချန်အိမ်ကဒုတိယသားဒီချုပ်ဆက်ကိုမနေ့ကမှအပေါင်ထားပြီးဒီနေ့မှပြန်ရွေးတာလားစီကန်းတည့်ရလားကာလာမစိခင်ရွေးရင်ရွေးကနှစ်ဆပေးရမယ်ရင်းနှီးငွေရောအတူရော80ရွမ်ဒီမှာထားခဲ့မယ်ဆက်မှာအစိပ်ပိုင်းတစ်ခုခုလိုနေရင်ဒါမှမဟုတ်အယောင်လေးတစ်ချက်ပဲပြတ်သွားရင်မင်းရဲ့ဒီဇိုင်းကိုငါရိုက်ခွဲပြမှာမြ мян နောက်ဖေးသွားပြီးချုပ်ဆက်ကိုထုတ်ပေးစမ်းမြ мян လို့
ဖေတားကမိုက်မဲခဲ့လို့အဖေအခုလိုဒုက္ခရောက်ရတာပါဒီတက်တော့တားအဖေကိုလှုပ်ကြွေးပြုစုသွားမှာပါအကိုရေဝတ်သား3ထပ်သား2ပေါင်လောက်ဖြတ်ပေးပါအစီများတဲ့အပိုင်းကိုပေးနော်နောက်ပြီးအယိုးကြီး2ချောင်းလဲပေးဦးဂျုံမို့အထုပ်တစ်ထုပ်ပေးပါတကြားနီငါ10ပေါင်စုံပလုံသီး2ပေါင်ဒီလိုနှုတ်မုတ်ဘူးတွေလည်းယူမယ်အဖြူရောင်နှုတ်ချောကလက်2ဖူးလောက်ပေးပါနောက်ပြီးဒီပန်းပွင့်ပုံစံကြီးတဲ့ကို10တောင်လောက်ဖြတ်ပေးပါဦးညီလေးရာဒီလောက်အများကြီးဝယ်တာပတ်စံရောကူပုံပါရဲ့လားအော်ကိုရမြန်မြန်သိမ့်လိုက်ပါဦးကျွန်တော်ကလည်းမျက်စိရှင်လိုက်တာချက်ချင်းပဲထုတ်ပေးလိုက်ပါမယ်ချိုဟဲရေးငါပြန်ရောက်ပြီးကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့ဘဝတစ်ကိုစတင်တော့မယ်မင်းလိုမျိုးမအောင်တဲ့မိန်းမဒီအိမ်မှာဘာလို့စက်ကတ်တွင်နေသေးတာလဲချန်အိမ်ကဒုတိယသားကမင်းညကလေးကထွက်ပြေးသွားပြီး